နာမည်ချောင်းမေပါရှင်ရန်ကုန်ကနေလာပါရန်ကုန်မှာ GED ဖြေပြီးတော့ Bangkok University မှာ Innovative Media Production လာတက်နေပါတယ်အခု Bangkok University မှာ first year student ပါရှင်။ဒါကြောင့် IMI ကိုရွေးချယ်ရလဲဆိုတော့ငယ်လေးတွေကဒီ filming industry ကိုအရင်ဝါသနာပါတယ်။ပြီးတော့ individual working as a group work ဆို group discussion တို့မှာပို့ပြီးတော့အားသာလို့ acting အနေပဲဖြစ်ဖြစ် directing အနေပဲဖြစ်ဖြစ် filming industry ကိုပဲအားသာလို့ပါရှင်ဒီ major ရွေးလိုက်တာ။ Bangkok University ကိုဘာကြောင့်နေရလဲဆိုတော့ဆက်စတွေ့ရသူတို့ campus ကြီးအရေးကျယ်လို့ပါ campus ကြီးအရေးကျယ်ပြီးတော့ဒီ filming ကျောင်းသားတွေအတွက်အရင် creative space ပေးရဆရာတွေ professor တွေကလည်းကျောင်းသားတွေကိုနားလည်အောင်ဒီတခြားရှင်းပြပါတယ်မှာအကြိုက်ဆုံးအချက်ကကြတော့ကိုယ့်ရဲ့ idea ကိုယ့်ရဲ့ creative learning တွေကိုဆရာတွေကိုမရှက်ပဲနဲ့ပြလို့ရတယ်ပြီးတော့ဆရာတွေကလည်း photography class တို့ပါညာချိန်ဆိုတတိချာချာကိုရှင်းပြပြီးတော့ကျောင်းက equipment လည်းပေးပါတယ်ထောက်ပေးပါရှင်။ဘာကြောင့်လဲဆိုတော့အခု first year မှာနေ photography class တွေပါညာတင်တယ် editing ဘယ်လိုလုပ်ရလဲတပုံ lighting တွေဘယ်နာကနေချိန်ရလဲအဲ့အကုန်တင်တယ်ညီမကကြီးလာရင် director ဖြစ်ချင်တာဆိုတော့ဒီလိုမျိုး photography တို့ video editing တွေကိုတက်ထားမှအဆင်ပြေပါထိုင်းမှာဒီနိုင်ငံမှာအကြောင်းမှာတော့အကုန်အဆင်ပြေပါတယ်ဒါပေမဲ့ local people တွေနဲ့ communicate လုပ်တာတော့နည်းနည်းခက်တာပေါ့ language barrier အနေနဲ့အားလေးချက်ပါပဲခြားဟာရတရားလူရလဲအရင်ခိုင်းဖြစ်တယ်ပြီးတော့ campus ကကျောင်းသားတွေရောတငယ်ချင်းတွေရောဆရာဆရာမတွေကတခုခုဆိုကူညီတောင်းလို့ရတယ်အကုန်လိုက်ကူညီပေးရဒီခိုင်းကချမှာသဘောကျဆုံးအရာတော့တရားလူတွေကအရင် friendly ဖြစ်ပါတယ်ကိုနဲ့ပဲတီမတီဖြတ်သွားဖြတ်လာတော့မှစဝတိခပြောရမဟုတ်ရင်ချောရင်လဲခေါ်ဆိုင်မတို့အရင် friendly ဖြစ်ပါတယ် National student တွေနဲ့ communicate လုပ်ရတော့လွယ်ပါတယ်အင်္ဂလိပ်စာကြောင့်ဒါပေမဲ့ local students တွေနဲ့ communicate ကတော့နည်းနည်းခက်ခဲရှိတယ်တချို့ local student တွေကြတော့အင်္ဂလိပ်စကားကိုပြပြတတ်မပြောတတ်တော့အချိန်လိုပါတယ်သူတို့နဲ့စကားပြောဖို့အားလုံးသူအနေနဲ့ဆိုရင်ဒီ uni ကိုလာတဲ့တောက်လျှောက် yes home ကအရင် important ဖြစ်တဲ့ requirement တွေကိုသူတို့ဘက်ကပဲအကုန်လုပ်ပေးပါတယ်တေးသေးချာချာနဲ့ပြီးတော့နားမလည်တဲ့ documents တွေပါညာဆိုသူတို့ဘက်ကရှင်းပြရဲပြီးတော့အရင်လဲ safe ဖြစ်တယ်ပေါ့လေ့ချာလုပ်ပေးပါတယ်sharing လာမယ်ဆိုရင်တေးချာစူးစမ်းပါဒါမဲ့အခက်ခဲကြုံလို့ကုညီတောင်းမှုမရှက်ပါနဲ့လူတိုင်းကတရားလူအကုန်လုံးကတတိချာချာထောက်ပေးပါတယ်ဆီယာမရိုလည်းကိုနားမလဲစာရေးပါညာနားမလဲရင်လည်းတေချာပြန်ရှင်းပြခိုင်းပါတငယ်ချင်းတွေကလည်းအရင်တငယ်ချင်းတွေကိုလည်းတတိချာချာကုညီတောင်းလို့ရပါတယ်